ဘောဇာတက္ကရီ1309ခုနှစ်မြတ်မှာဦးကျော်ထွားထွလာမြိုင်တို့ရဲ့ရင်နှစ်တိချာတိဝခေါ်တာဒီကနေ့ရရှိမဟာမောရှရဲ့အိမ်ဒီမှာတပြားညွန်းနေကြောက်ရောင်းရဲ့တွေ့တာယူနောင်ချောက်ချာမှာတကယ်ပဲအကျိုးရှိဖို့မျောမှန်းလို့၍ဒီထက်ကိုပဲပူဇော်တယ်ရှင်ပင်ကြိုချာနဲ့အောင်ဘုရားယူပွားမိတွေ့လေချောက်ချာယူနောင်မိမြတ်ဓမ္မနဲ့နေမည်အတိတီဒီကူဝင်ကိုချောက်ချာမနိမနာအတုမီချောက်ချာယူနောင်မိမြတ်ဓမ္မနဲ့နေမည်အတိတီဒီကူဝင်ကိုချောက်ချာမနိမနာအတုမီသာသနာတော်ထွန်းလို့သာလင်းခဲ့ပြီနော်နောင်ကြီးမျိုးညနေဘူးညညစီတော့နောင်ကြီးမျိုးညနေဘူးညညစီတော့သာသနာတော်ထွန်းလို့သာလင်းခဲ့ပြီနော်ဖေးရည်လေးနဲ့ဟောတော့ရွှေကြတော်ဒီလိုပဲဝေရလို့သူပြောရောဝေရလို့သူပြောရောယုံနောင်ဒီ၆ကြာနော်ဗုဒ္ဓပူဇာပွဲတော်ပါရမီဖြည့်လို့ရောင်ကြီးလေးနဲ့နေဝန်းဘက်ကပေါ်ဘောဇာတက္ကရီ1309ခုနှစ်မြတ်မှာဦးကျော်ထွားထွလာမြိုင်တို့ရဲ့ရင်နှစ်တိချာတိဝခေါ်တာဒီကနေ့ရရှိမဟာမောရှရဲ့အိမ်ဒီမှာတပြားညွန်းနေကြောက်ရောင်းရဲ့တွေ့ကံရွာယုံနောင်ချောက်ချာမှာတကယ်ပဲအကျိုးရှိဖို့မျောမှန်းလို့၍ဒီထက်ကိုပဲပူဇော်တယ်ရှင်ပင်ကြောချာနဲ့အောင်ဘုရားရုပ်ပွားမိတွေ့လေချောက်ချာယုံနောင်မိမြတ်ဓမ္မနဲ့နေမည်အတိတီဒီကူဝင်ကိုချောက်ချာမနိမနာအတုမီချောက်ချာယုံနောင်မိမြတ်ဓမ္မနဲ့နေမည်အတိတီဒီကူဝင်ကိုချောက်ချာမနိမနာအတုမီသာသနာတော်ထွန်းလို့သာလင်းခဲ့ပြီနော်နောင်ကြီး
ပြုံပြုံထုတ်တာရစီဘယ်ရကခွေပြီးဆောင်းတုံးနဲ့ကာယနာနတ်လူများအာယုန်ကျုပ်ဖို့ဘုရားတကူကြည့်တောက်ရင်ကိုယ်စိတ်လူကြီးစုံကြီးကြရာထာမြတ်တရားကိုကြီးသမနာယုံကြည်ရတဲ့သူတွေပေါ့ယုံတော်တို့ရဲ့မြတ်မာတိယုံကြည်စိတ်ချလက်ပြမယ်ဒိဋ္ဌာယုံကြည်ရုပ်ပွားမွေတည်းရုပ်တော်တော်ဤ၆ချမ်းမြေအစစ်အရောက်သွားခွေပြည့်နေမြေတစ်ကိုဖွင့်ဖြစ်ခဲ့ပြီတွေ့ကရတာနီ ကိုရောလာ
ဝေသရီရောအကြမလားကွယ်ခေါ်ခေါ်ရွှေတီတော်ဒီလူဝဲဘာရလို့လို့ဘာရလို့ကျောင်းသုံးတိုင်းရခွင့်စီချူမနီရဲ့ဒီကလေးပါနော်အကြမလားကွယ်ခေါ်ခေါ်ရွှေတီတော်ဒီလူဝဲဘာရလို့လို့ဘာရလို့ကျောင်းသုံးတိုင်းရခွင့်စီချူမနီရဲ့ဒီကလေးပါနော် ဝိပင်ကြီးဝါပြက်ခါကျော်ကျွဲကရွာရှိနာရောက်တော့ပြုံနောင်ဌာနတာယာလာရဲ့ဘုရားမြေပေါ်ဖူးရိမ်မလေးဘုညောဘူးခိုင်လို့ကြည့်ပြောအခုသာသနာတွင်တော့ကုသိုလ်ရှင်ငါတွေ့ခေါ်တော်တဲ့နဲ့အောင်ဝဲမင်္ဂလာတော် ယုံနောင်တော်ကြီး၆ချမ်းမြေအစစ်အရောက်သွားထွေးတဲ့နေမြေအစ်ကိုဖွင့်ပြခဲ့ပြီရွေခံရထာနီဘိုးရှိနာစီကဝိကရင်ဆိုင်ငကယုံစင်ကြီးကဘုံမြောမဝတော့သည် ဥချထာဝရာယောကြတတ်တော်သည်တို့ယခုရှင်တေသနိယကြည်ကြံပွားတဲ့တို့ရမြို့မှာပူဇော်ထားဖို့ဤသူကလာဗုဒ္ဓရှင်